တင်းချိုင်းနှင့်ရေတနာရွာလေးရဲ့အနောက်မြောက်ဘက်ကတောအုပ်ကြီးထဲမှာရွှေရောင်တင်းချိုင်းလို့အစဉ်ဆက်ခေါ်ဝေါ်ကြတဲ့ရှေးဟောင်းကူတင်းချိုင်းတစ်ခုရှိတယ်။မြည်သည့်ခေတ်ကလူမျိုးတွေမှမသိတော့ပေမဲ့ကြောက်မက်ဖွယ်ရာများနဲ့ပြည့်နှက်နေတဲ့ဆိုတဲ့အပြောဆိုတွေကြောင့်ရွာသားတွေဟာမလိုအပ်ရင်နေကင်းဘက်တောင်ချင်းကပ်လေးမရှိကြဘူး။ကောလာဟာလတွေရတော့ရှေးကပအိုင်းလူမျိုးတွေမြုပ်နှံတဲ့နေရာလို့တော့ကြားခဲ့ပူပါတယ်။ခွေးဥတန်တွေမြေခွေးအော်တန်တွေကတင်းချိုင်းကိုဖုံးလွှမ်းနေတတ်တဲ့ကြောက်လန့်တကြားအော်တန်ဟစ်တန်တွေကရွာသားတွေတင်းချိုင်းနာကိုမကတ်စေတဲ့အထိပါပဲရွာမှာနာရီပေါ်ခဲ့ရင်တောင်စိုးထိတ်ကြီးစွာနာရီချရတာငါ့ကိုစောင့်ပါဦးဟာဖြည်းဖြည်းသွားလူမကွဲစေနဲ့ဆိုတဲ့စကားတွေကအစုလာတစ်ခုနီးပါးဖြစ်နေခဲ့ပါပြီငှက်ဆိုးထိုးတန်တွေနဲ့အော်တန်ဟစ်တန်တွေကပဲတင်းချိုင်းကိုကာကွယ်ထားတယောက်ယောက်နဲ့တင်းချိုင်းဟာရုပ်ဆိုးအကြီးတန်းနေခဲ့ပါတယ်မောင်ဖုံးဟိန်းဟာရွာနာတောထဲမှာမှုရှာမြစ်ချိုးဖို့တငယ်ချင်းတွေနဲ့အတူတွားခဲ့ပါတယ်တောဟာလည်းတင်းချတိုင်းဆက်လျက်ရှိတာကြောင့်တော်ရုံလူအဝင်ထုတ်မရဲကြပါဘူးဒါကြောင့်မို့မြစ်ရုံးမှုပါပေါ်ပါတယ်မောင်ဖုံးဟိန်းတို့လိုဆင်းရဲသူတွေအဖို့တော့ကြောက်မက်ဖွယ်တော့ဟာထမင်းအိုးပါပဲကြောက်စိတ်ကိုဖယ်ပြီးလူစုကအမြဲလိုမှုအရှာထုတ်ခဲ့ပါတယ်ဒီနေ့တော့မှုအရနေတာကြောင့်မောင်ဖုံးဟိန်းခါတိုင်းဝင်နေကြနေရထက်ပိုနဲ့တဲ့နေရာကိုဝင်ခဲ့ပါတယ်ကြောက်စိတ်ထက်ဝမ်းရေးကပိုခတ်တယ်မဟုတ်ပါလားအိမ်မှာအသက်ခုနှစ်ကျော်မေအိုဖို့အချိန်တန်မှထမင်းဟင်းနဲ့အာဟာရပြည့်မဲ့အစားမကျွေးနိုင်ရင်ခက်လာကြီးရဲ့ဟုတွေကောက်ဝင်ခဲ့ခြင်းပင်အမေတခုသားတခုမဟုတ်ပါလားရုတ်တရက်မိုးဟာအတန်မပေးပဲတဝုံဝုံရွာချပါတော့တဲ့မောင်ဖုံးဟိန်းလဲမိုးခိုဖို့နေရာကိုစူးစမ်းကြည့်ရမှာတော့အနီးအနားမှာရှေးကူတလုံးကိုတွေးမိပါတယ်မြည်တိကူမန်းတော့မသိပါဘူးမိုးလုံးမိုးကအရေးကြီးသည်မဟုတ်ပါလားဖျားလို့မဖြစ်သေးပေဒီလိုနဲ့ရှေးဟောင်းကြောက်တင်းချိုင်းကူကြီးအောက်မှာမိုးခိုလိုက်ပါတယ်ဂူထဲမှာရှေးဆေးပကြီးကားတွေနဲ့ပြည့်နေပါတယ်မောင်ဖုံးဟိန်းလဲထူးဆန်းလာသောလှပလွန်းသောဆေးပကြီးကားတွေကိုလက်နဲ့ပုတ်တက်ကတစ်ခုချင်းစီကိုစူးစမ်းနေမိပါတယ်ဒီလိုနဲ့တနေရာရောက်မှာတော့စေးပန်းကားတွေကလျှို့ဝှက်ခလုတ်တစ်ခုကိုလက်နဲ့အမှတ်မထင်နှိပ်မိသွားခဲ့ပါတယ်ရုတ်တရက်ကြောက်ကူနေရန်ကအကြောင်းလေးတစ်ခုဖြစ်လာပြီးရွှေအောင်တစ်တာလေးတစ်လုံးပြုတ်ကျလာခဲ့ပါတယ်စူးစမ်းတတ်တဲ့ဘုံဟိန်းဟာတစ်တာကလေးကိုဖွင့်ကြည့်လိုက်တော့အတွင်းမှာဟောင်းလွှမ်းနေတဲ့တားရည်လိတ်ဟောင်းတစ်ခုကိုတွေးလိုက်ရပါတယ်တရည်လိတ်ကိုဖြည်းဖြည်းဖြေလိုက်မိချိန်မှာတော့မောင်ဘုံဟိန်းရဲ့မျက်လုံးတဝင်းဝင်းတောက်ပတ်လို့သွားပါတယ်ပြီးတော့အံ့ဩမင်တက်မှုနဲ့အတူသူဟာတွေဝေသွားခဲ့ပါတယ်ဒါဟာတကယ်ရောဖြစ်နိုင်ပါမလားအလိမ်ညာတစ်ခုများလားအတွေးများနဲ့အတူမောင်ဖုံးဟိန်းတယောက်မေးခွန်းများနဲ့တွေးဟာဖြစ်နေခဲ့ပါတယ်မောင်ဖုံးဟိန်းဟာသူရထားတဲ့ရွှေရောင်တင်းချိုင်းရဲ့မြေပုံကိုစိတ်ဆက်သေးချစွာကြည့်နေမိပါတယ်ရွှေရောင်တင်းချိုင်းရဲ့အတွင်းပိုင်းလှိုင်ကူတွေလမ်းကြောင်းတွေကိုအသေးစိတ်ဆွဲထားတဲ့မြေပုံဟောင်းဟာအတူလားစစ်လားမြေတို့ပုံဆိုးစေကမူမောင်ဖုံးဟိန်းစွန့်စားဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့မြေပုံအလဲပဟိုမှာအနီရောင်အဆက်နဲ့တေချစွာမှတသားထားပြီးအောက်ခြေမှာလည်းရှေးအခရာနဲ့ရွှေရကုံဤနှစ်ပေါင်း1000ပစ္စည်းလို့ရေးထားပါတယ်။မောင်ဖုံးဟိန်းလည်းမြေပုံကိုတေချာသိမ့်ပြီးရွာသို့ပြန်လာခဲ့ပါတယ်။မောင်ဖုံးဟိန်းရဲ့နှလုံးခုန်တဲ့အတန်ကိုသူကိုယ်တိုင်ကြားနေရတဲ့သူ့တငယ်ချင်းတွေဖြစ်တဲ့အောင်အောင်နဲ့မျိုးကျော်ကိုလှုပ်ဝက်စွာဖိတ်ခေါ်ပြီးမြေပုံကိုပြလိုက်တဲ့ရတနာတိုက်ဆိုတဲ့စကားကလူငယ်3ယောက်ရဲ့မျက်လုံးတွေဟာတလက်လက်တောက်ပစေခဲ့ပါတယ်။အန်ရယ်ကိုတိပေမဲ့ဆင်းရဲတဲ့ရွာသားလေးတွေအတွက်ထွက်ပေါက်တစ်ခုလိုခံစားရစေခဲ့တယ်မဟုတ်လား။သူတို့3ယောက်လက်နက်အဖြစ်ဓာရှိတလက်ထုံဆက်ကျိုးနဲ့မိအိမ်တစ်လုံးယူပြီးညတကောင်အချိန်တင်းချိုင်းဘက်ကိုချီတက်လိုက်ကြတယ်လက်မင်းရဲ့ဖြူဖြူတော့လင်းတွေအောက်မှာတချိုင်းကူတွေရဲ့မင်းနဲ့နေတဲ့အရေးတွေဟာပိုပြီးကြောက်စရာကောင်းနေတဲ့ညတကောင်ရဲ့ငှက်ဆိုးထိုးတန်တွေစိတ်ထဲတုန်လှုပ်စေပြီးကြက်သေးမွေးညင်းများအပြိုင်ရိုင်းပေါ်သည့်အထီလန့်ဖြတ်စေတယ်တဝဝနဲ့လေးခတ်တန်ကလည်းလူရဲ့အသေးကိုဆွဲယူကြိုက်စားတော့မလို့အသေးတအေးနဲ့ပါလာတဲ့တော်ရက်ကိုတယောက်တလက်စီမော်ရင်းရဲစစ်တင်ကခြေလန့်တိုင်းတတိကြီးကြီးဖြစ်တင်းချိုင်းတဲ့သို့ခြေလန်းဆောက်ဝင်လိုက်ပါတော့တယ်မြေပုံမှာလမ်းကြောင်းအတိုင်းအတွင်းပိုင်းကိုဆက်လက်ဝင်ရောက်လိုက်ကြပြီးလေနဲ့အတူပါလာတဲ့အနံ့ဆိုးတွေကကျင်းမြောင်းနဲ့လှိုင်ကောင်းနဲ့ပြည့်ကျက်နေခဲ့တဲ့တငယ်ချင်း3ယောက်သားဟူးခနဲ့တပြင်းပြိုင်သူချလိုက်ပြီးမိအိမ်လင်းနဲ့တတိကြီးစွာထားကအတူလှိုင်ကောင်းအတိုင်းဆက်ဆင်းလိုက်ကြတဲ့လှိုင်ကောင်းထဲရောက်တဲ့အခါနေရန်တွေမှာရှေးလူတွေရေးခဲ့တဲ့ပကြီးတွေရှုပ်ထွေးတဲ့တင်ဂေတာတွေကိုတွေ့ရတဲ့ညအမောင်ကိုမိအိမ်လင်းဖြစ်တွန်းလှန်ထားပေမဲ့ကာလရှည်ကြပြီးဖုံအမိုက်ရွှွနေပြီးတော့အထောက်ထားတွေကိုရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့ကံကောင်းထောက်မစွာဖြင့်နောက်ဆုံးတော့မြေပုံမှာအမတ်သားယေတနာတိုက်နေရာကိုဆိုက်မြတ်ရောက်လာခဲ့တယ်ဒီနေရာပဲမောင်ဘုံဟိန်းကမြေပုံပေါ်ကအမတ်သားနဲ့လှိုင်ကူတဲကအမတ်သားနှစ်ခုကိုတိုက်စစ်ပြီးထိုးပြလိုက်ခြင်းဖြစ်တယ်ပြီးတော့နေရန်တစ်ခုရဲ့အောက်ခြေကနေရာလွတ်တစ်ခုကိုစတင်တူးဖို့ဆုံးဖြတ်လိုက်ကြတယ်အောင်ကျော်သားနဲ့ထွန်းဆက်ကျိုးကိုအသုံးပြုပြီးမျိုးကျော်နဲ့ဘုံဟိန်းကမြေကြီးရွာဒီကိုဖယ်ထုတ်တယ်ထုတ်ပစ်လိုက်တယ်အလုတ်ကတကောင်ကျော်နှာတူးမြက်ချက်တီလောက်ရောက်နေပြီးချွေးတွေကြားလက်သေးတွေကျိုးနေချိန်မှာရုတ်တရက်စူညံတန်တွေကြားလိုက်ရတယ်လေဟုန်တိုက်တန်ခြေလန်းတန်ကြည်ကြည်လောင်လောင်နဲ့မပြီးမတစကားတန်တွေလာရစီတို့သုံးယူသားထောင်ကြည့်မိခဲ့တဲ့လူပုံစံနဲ့အကောင်ကြီးကြီးတွေကတဖြည်းဖြည်းသူတို့စီကိုရွေ့လျားလာတော့တယ်သူတို့ရဲ့မိအိမ်ကအလင်းကလူလုံးပုံစံအရေးမဲကြီးတွေကိုရှင်းရှင်းလင်းလင်းမြင်ရစေတယ်သူတို့မျက်နှာတွေမှာမျက်လုံးမရှိခြေလက်တွေဟာရှည်လျားပြီးချွန်ထက်နေတယ်သူတို့ဟာတချိုင်းမြေကိုစောက်ကျက်နေတဲ့တချိုင်းတွေနဲ့တူတယ်သူတို့ငငယ်ကကြားပူးတဲ့ရွှေရောင်တင်းချိုင်းကိုစောင်းနေတင်းချိုင်းဆောင်တွေကတကယ်ရှိနေခဲ့တယ်မဟုတ်ပါလားအရင်ကယုံတန်းပုံပြင်လို့သာမှတ်ထင်ခဲ့ပြီးယခုတော့ထွက်ပြေးကြဖုံးဟိန်းအော်ဟစ်လိုက်တယ်ကိုယ်တိုင်လည်းဖနှောက်နဲ့တင်မတသားတဲ့ကြအောင်ပြေးထွက်လိုက်တယ်ဒါပေမဲ့မလွတ်တော့ရိုင်းဆိုင်လာတဲ့တရဝါကြီးတွေကစတင်တိုက်ခိုက်တော့တဲ့ရေရောင်ဆူဆူဝါဝါအော်ဟစ်တန်နဲ့အတူတိုက်ခိုက်မှုတွေပါပြန့်လွင့်လာခဲ့တဲ့သူရဲတွေဟာမိအိမ်လင်းရောင်ကိုမုန်းတီးနေကြတယ်မဟုတ်ပါလားကြီးမားတဲ့လက်မောင်းတွေနဲ့လှုပ်ရှားလာကြတယ်သူတို့ရဲ့အော်ဟစ်တန်တွေဟာအတွင်းနေရန်တွေမှ
ပဲ့တင်ထက်နေတဲ့နေရန်တွေပါအကွဲတော်မီတယောက်အောင်ကျော်ကသူတို့တွေကတကောင်ကိုဓာတ်နဲ့ခုတ်ဖို့ကြိုးစားခဲ့ပေမဲ့ဓာတ်ဟာအရေးသေးကိုဖျက်သွားပြီးဘာကျိုးတက်ရောက်မှုမှမရှိဘူးသူရဲတွေရဲ့ထိတွေ့မှုဟာရေခဲကဲ့သို့အေးဆက်ပြီးဘုံဟင်းရဲ့လက်မောင်းကိုထိလိုက်တဲ့အခါနာကျင်မှုနဲ့အတူအားအိမ်တွေဆုပ်ယူသွားတယ်လို့ခံစားရတဲ့ဟာပြေးပြေးအောင်ကျော်ပြေးဆိုပြီးအောင်ကျော်လက်ကိုအတင်းဆွဲလိုက်ပြီးပြေးထုတ်လိုက်တဲ့ထွက်ပေါက်ကိုရှာဖို့အချိန်မရှိတော့ဘူးသူရဲတွေကဝိုင်းလာနေပြီးမျိုးကျော်ကကြောက်ကြောက်နဲ့မီးအိမ်ကိုကျမ်းပြင်ပေါ်ပစ်ချလိုက်တယ်မီးအိမ်ဟာကွဲသွားပြီးမီးဟာဂူမရှိတဲ့အမိုက်တွေမှတဆင်သူတို့တူးလက်စာတွင်းစီကိုရောက်သွားတော့တယ်တွင်းထဲမှာလောင်တဲ့မီးဟာအပြင်မှာထပ်ပိုများတယ်လို့ပဲတရေတွေပုံမနီးကပ်လာချိန်မှာတော့မယုံနိုင်စရာကောင်းတဲ့အလင်းဟာကြောက်ကူတစ်ခုလုံးကိုပြည့်ရှံသွားခဲ့တယ်အောင်ကျော်တူးထားတဲ့မြေအောက်နေရာကရွှေရောင်တွေထွက်လာတာဖြစ်ပြီးတလက်လက်တဝင်းဝင်းနဲ့လှိုင်ကူဟာနေထွက်လာသည့်အလားလင်းထိန်နေခဲ့တဲ့ရွှေတွေကိုဖုံးအုပ်ထားတဲ့အဝတ်စတွေအလုံးမီးလောင်သွားခဲ့ပြီမဟုတ်ပါလားသူရဲတွေဟာအဲ့ဒီရွှေရဲ့အလင်းကိုမြင်တော့ကြောက်လန့်တကြားအော်ဟစ်ညုံတွားထွက်ပြေးကုန်ကြတယ်ဟူးတော်သေးတာပေါ့၃ယောက်သားတက်ပြင်းကိုစီချလိုက်ပြီးခိတ္တမြထိုင်ပြီးအမောဖြေလိုက်တယ်ပြီးမှဘုံဟင်းကရွှေတွေအများကြီးပဲဟဲ့သူရဲတွေလဲပြေးကုန်ပြီးငါတို့ချမ်းသာပြီးဟေ့ဆိုပြီးအားရဝမ်းသာအော်ပြောလိုက်တယ်တူးဖို့ကျန်တဲ့နေရာတွေကိုဆက်တူးကြဟေ့ဆိုတော့အောင်ကျော်နဲ့မျိုးကျော်လဲအားတင်းပြီးကူတူးကြတယ်လက်သေးတွေကျိုးလက်ဖွားတွေပုံးပဲ့သွားတဲ့အထီတူးပြီးတဲ့နောက်တက်တာတလေးတစ်လုံးကိုတွေးလိုက်ကြရပြီးဖွာအင်းလိုက်တဲ့အခါမှာစာဆောင်ကိုတွေးကြရတဲ့စာထဲမှာရွှေတွေကိုရတဲ့သူနိုင်တလောက်ယူနိုင်ပြီးဖះเจ้าကန်နဲ့လမ်းတွေလူကသူတို့အတွက်အမျှအတန်းပေးဝေပေးပါလို့ရေးထားတာတွေးကြတယ်ပြီးတော့ဒီကူဟာအနှစ်200နေမှတစ်ကြိမ်ပေါ်လာဖြစ်ကြောင်းနဲ့တစ်ကြိမ်ယူပြီးထွက်သွားပြီးရင်လည်းအနှစ်ကြာတော့မှပြန်ပေါ်လာမှဖြစ်ကြောင်းကိုလည်းအတိအလင်းရေးထားတာတွေးရတယ်နိုင်တလောက်ယူသွားပြီးအမျှပေးဝေနိုင်စေပြီးမျော်လင့်ဆူတောင်းမှုနဲ့အတူစာကိုအဆုံးတက်ထားလိုက်တာတွေးရတယ်မောင်ဖုံးဟင်းကနိုင်တလောက်တဲ့ကြဟေးမနဲ့ကြရင်တော့ရွာကိုပြန်ပြီးလူကြီးတွေနဲ့တိုင်ပင်ပြီးအလူလောက်ကြမယ်ဟိရွှေရောင်တင်းချိုင်းကရတဲ့ရွှေတွေနဲ့ငါတို့ရွာကြီးရွှေရောင်လွမ်းစေရမယ်ဟုကျုံးဝါလိုက်တယ်ဟုတ်တယ်ဟိရွှေရောင်လွမ်းစေရမယ်၃ယောက်သားတန်ပြန်ဟစ်ကျွေးရင်းရွှေထုတ်တွေကိုပြုံးရွှင်စွာတဲခဲ့ကြတယ်နောက်နေ့နဲ့လင်းချိန်တိုင်းဘုံဟိန်တို့တငယ်ချင်း၃ယောက်ဟာရွာဦးကျောင်းထိုင်ဆရာတော်ကိုဖြစ်ကြောင်းကုံစင်လျှောက်ထားပြီးဆရာတော်ရဲ့လက်ညှိုးမှုနဲ့အတူအလူတန်းတွေလှုပ်လန်းတွေဖောက်ရေတွင်းရေကန်တွေတူးကရွာထဲကဆင်းရဲသားတွေကိုလည်းဒုက္ခရော့အောင်မျှဝေပေးကမ်းခဲ့တဲ့အလူလုတ်တိုင်းမှာလည်းရွှေရောင်တင်းချိုင်းကအဆောင်ရှောက်တွေရှေးပစ္စည်းပိုင်ရှင်တွေကိုယေရှုအမျှပေးဝေခဲ့တဲ့အမျှပေးဝေတိုင်းလည်းရွှေရောင်တင်းချိုင်းမှာတာဓုခေါ်တန်ပြန်ကြားရတဲ့အောင်